ဇာတက္ကရီ1388ခုနှစ်ခရစ်နှစ်2026ခုနှစ်ဇွန်လ21ရက်တနင်္ဂနွေနေ့မင်္ဂလာခါတော်နေ့ဖြစ်ပါတယ်ဗျာဒီလိုထူးခြားလာတဲ့နေထူးနေမြတ်ကြီးမှာရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့အမှတ်1ရပ်ကွယ်မာယာမပါဒနာနယ်မြေစမတော်ထောင်ကျောင်းခွဲမှာကျေးဇူးတော်ရှင်ຫນွေမိုးဆောင်ဗုဒ္ဓသာသနာပြုဇေယီထောင်ဆရာတော်ကြီးမေတ္တာတော်ကိုခံယူလေဆရာရွေးနိုင်ဥဆောင်ပြီးအလူရှင်များဖြစ်သောဘုရားဒါယကကြီးဥတောင်းဟံဘုရားဒါယကမကြီးဒေါ်နှင်းဝီမိသားစုတို့မှလှူဒန်းသောရွှေစာရန်စူတောင်းပြည့်ဒေတော်မြတ်ကြီးရွှေဥတော်ငွေဥတော်ဗရမယဥမြင့်တော်စီမင်္ဂလာအခမ်းအနားဖြစ်ပါတယ်ဗျာဒီခမ်းနားကြီးမှာဘုရားကြီးတော်သားသမီးဆရာဆန်းထူအောင်မှရွှေဥမြင့်ချအပိတ်ဂါထာတော်ကြီးကိုရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်ဗျာသုဝနာဘုံမိမင်္ဂလာပံဘုတော်ဝိဒဝါကောပထမောတုတ်ခောသုဝနာမင်္ဂလံမာဂမိလဗန္တိသုဝနာဘုံမိမင်္ဂလံနတ္ထိမေတရဏံအညံဘုဒ္ဓောမေတရဏံဝရံဧဒေနာသစ္စာဝိဇိဏတုဋ္ဌိတေဟောတိဇေယမင်္ဂလံသုဝနာဘုံမိမင်္ဂလာပံဘုတော်ဝိဒဝါကောပထမောတုတ်ခောသုဝနာမင်္ဂလံမာဂမိလဗန္တိသုဝနာဘုံမိမင်္ဂလံနတ္ထိမေတရဏံအညံဘုဒ္ဓောမေတရဏံဝရံဧဒေနာသစ္စာဝိဇိဏတုဋ္ဌိတေဟောတုဇေယမင်္ဂလံသုဝနာဘုံမိမင်္ဂလာပံဘုတော်ဝိဒဝါကောပထမောတုတ်ခောသုဝနာမင်္ဂလံမာဂမိလဗန္တိသုဝနာဘုံမိမင်္ဂလံနတ္ထိမေတရဏံအညံဘုဒ္ဓောမေတရဏံဝရံဧဒေနာသစ္စာဝိဇိဏတုဋ္ဌိတေဟောတုဇေယမင်္ဂလံမေကျွန်ုပ်တို့သည်အညံတပါးသောသူတို့သည်ပရဏံကိုးဘရာသည်နတ္ထိမရှိပြီဘုဒ္ဓဘုရားသည်သာလျှင်မေကျွန်ုပ်တို့၏ပရဏံကိုးဘရာသည်ဘုဒ္ဓဘုရားသည်သာလျှင်မေကျွန်ုပ်တို့၏ပရဏံကိုးဘရာခြင်းသည်ဝေမြတ်လာစွာ၏ဧဒေနာသစ္စာဝိဇိဏဤတဲ့သစ္စာစကားကြောင့်ဣမံကမံဤတဲ့ယခုပြုရသောကုသိုလ်ကောင်းမှုကိစ္စသည်အာရောကျံအနာမရှိသဖြင့်ဒုက္ခံချမ်းသာစွာခိဗ္ဗံနှင်းစွာပြိဟံတုအပိသို့ရောက်စေကုန်တည်းဇေယမင်္ဂလံအောင်ခြင်းမင်္ဂလာသို့ရောက်ရှိပါစေတည်းပါဒုပါဒုပါ